ငယ်ချင်းနော်ဒီပေါင်းတဲ့ဆက်ဆံနေထိုင်ရတဲ့မိသားများအသိတော်ဒီအရာကဖျားအဲ့တော့ကျွန်တော်လူတွေကကောင်းကြီးပေးတဲ့ဖျားတဲ့ဖျားပေးတဲ့ကောင်းကြီးပေါ်ကိုပြုတယ်နော်ကောင်းကြီးပေးတဲ့ဖျားတဲ့ဖျားပေးတဲ့ကောင်းကြီးပေါ်မှာပို့ပြီးအားရပို့ပြီးဝမ်းမြောက်တယ်တချို့ကအားရဝမ်းမြောက်ရုံနဲ့မကဘူးအဲ့ကောင်းကြီးနားလေးမှာပါပြီးတော့ဘယ်မှမရောက်ဘူးရပါလားနော်ပြောကြတာပဲကျွန်တော်မထိုက်တန်ပါဘူးနဲ့အဲ့ဒါဇာတိနဲ့တော့ပြောကြတာပဲဒါပေမဲ့တကယ်လည်းရလာရင်ကိုယ်နဲ့ပဲထိုက်တန်လို့ရမယ်လို့လည်းအဲ့ဒီဟာကိုစိတ်ထဲမှာလည်းသိတယ်နော်အဲ့ဒါဟိုဝိုင်းရင်းပြီးတော့မှတရားအားလုံးကဖျားပြဆရာပါတရားအားလုံးကဖျားပြလို့ဖြစ်တယ်အဲ့တော့ခပ်သိမ်းသောအရာကိုမြင်လာတဲ့အခါတွေ့လာတဲ့အခါကြုံတွေ့တဲ့အခါကြော်ဖြတ်တဲ့အခါဘာလို့ရောက်လာလဲဒီနေ့ကျွန်တော်တို့ဒီဟာလေးကိုစင်ကြယ်ဖို့ဖြစ်ပါတယ်။တဘာဝကျမ်းခန်းကြီး29အငယ်31က35ပါပါ။တဘာဝကျမ်းခန်းကြီး29အခန်း31က35ထိလေအားဒီအမုန်းခံရသည်ကိုထောက်ရဖျားသိ၍တာဖွာရောက်ခွင့်ကိုပေးတော်မူ။ယာခေလမကမြို့ဤလေအားဒီပရိသေယူသဖြင့်သားကိုပွားမြင်၍ရုပင်ဤဖြင့်မဲ့လေဤအကြောင်းကထာဝရဘုရားသည်ငါ၏စင်ရဲ့ခြင်းကိုအမှန်ကြည့်မြင်တော်မူပြီးတို့ဖြစ်၍ယခုငါလင်သည်ငါကိုချစ်လိုက်မှုဆိုသည်ရုပင်ဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကယခုငါလင်သည်ငါကိုချစ်လိုက်ပြီနော်ဒီကနေ့ချက်ပါတပတ်ပရိသေယူပြန်ပြီးသားကိုပွားမြင်တော်ငါသည်အမောခံရကြောင်းကိုငါလည်းဒီငါကိုချက်လိုက်ပြီးဆိုမှရုပင်လို့မဲ့ရတယ်နော်ဒါပေမဲ့နောက်သားတရားရတဲ့ဖြစ်တပန်ပရိသေယူသားကိုပွားတော်ငါသည်အမောခံရကြောင်းကိုထောက်ပြတာကြောင်းကြောင့်ဤသားကိုလည်းပေးသနာတော်မူပြီးဆိုပြီးထိုသားကိုရှိမောင်ပြီးဖြစ်မဲ့လေဤရှိမောင်ရတဲ့ကအမောခံရငါအမောခံရတယ်ပြီးရင်တပန်ပရိသေယူပြန်ပြီးသားကိုပွားမြင်တော်ငါလည်းအားပါတော့ရကိုငါပွားမြင်တော့ကြောင့်ယခုခါပြီးငါနဲ့ပေါခေါ်လိုက်နေဆိုပြီးထိုသားကိုလေဝိဖြစ်မဲ့လေဒီတစ်ခါတော့သိကြပါငါလည်းငါနဲ့နေတော့မယ်ပေါခေါ်တော့မယ်လေဝိသားတော့ရောက်ရဲ့နာမည်လေးတယ်လေရမယ်ဇာကုကမရလေးရောက်ရှိဇာကုကမရလေးရောက်တော့ယူလာဖို့ဗျာနော်ယူလာဖို့သူယူလာတယောက်ပဲသူယူလာတယောက်ပဲချစ်ဆုံးရာခိလာဘလောက်ချစ်လဲဆို9နှစ်ကြောင်ခံပြီးတော့ယူလာနောက်9နှစ်အဲ့ဒါကိုဦးလေးသူ့ရဲ့ရာခိလာရဲ့အဖေသူ့ရဲ့ဦးလေးရောက်ကြီးပေါ့ရောက်ကြီးကလှည့်စားပြီးတော့မှသမီးကြီးကိုဂျားရရတယ်တော့လှည့်ပြီးတော့ပေးစားတယ်ပေးတဲ့အတွက်သမီးကြီးက9ရက်ဆောင်ပြီးမှအခါသူချစ်တဲ့ရာခိလာပြန်ရဒါပေမဲ့နောက်တဲ့9နှစ်ကြောင်ခံပြီးတော့ဒီမယားတစ်ယောက်ကလည်းညီမတစ်ယောက်ကလည်းတားရတာတားမရတာတားရတာပြိုင်နေတယ်သူတို့ကြောင်ကဒီကိုတို့ယောက်ျားကိုပေးစားဆိုတော့ဒီယောက်အဲ့ဒီမှာလေအားဆိုရဲပြောရရင်အဦးဆုံးရတယ်မယားရခိလာကိုပဲချစ်တာရကုတ်ကအဲ့တော့လေအားကြီးရတယ်ဆိုတော့ရခိလာကိုမရတာတမျိုးဒီလေအားကြီးကိုထိုးပြီးလို့လေအားကြီးရတာတမျိုးဆိုတော့သူကမပြောတော့လေအားကိုအလိုလိုနေမုန်းနေတာအဲ့တော့သူမုန်းခံထောင်ပြားကဒီအောင်သားပွားလိုက်ပြီးတော့ကျန်းစာလို့ပြောတာတော့ဒါကြောင့်စောစောစကားကြောင်းစပြီးတော့ကျန်းစာလို့ပြောရဆိုရင်မျိုးလေးရေးထားပြီးတဲ့နော်လေယာဉ်မုန်းခံတော့ထောင်ပြားသိနေသားပွားရတော့ခွင့်ကိုပြီးတော့ပြီးသားပွားရတဲ့ခွင့်အားရတဲ့ခွင့်ကိုဖျားနေလေယာဉ်အဲ့တော့ဝေးလာတဲ့ဥဆုံးရုပ်ပြင်အဲ့ဒီနေရာပါလဲဆိုရင်အကြောင်းကထောက်ပြငါ့ရဲ့စင်ချင်းကိုအမှန်ချစ်မြင်တော်မူလို့ဖြစ်၍ယခုငါပင်ဒီငါ့ကိုချစ်နေပြီရုပ်ပြင်ဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကယခုငါလင်ဒီငါ့ကိုချစ်နေသူဘာလို့မျောနေလဲဆိုရင်ယခုရဲ့မေတ္တာကိုမျောနေတယ်လေယောက်ျားရဲ့မေတ္တာကိုမျောနေတယ်တနည်းအားဖြင့်လူရဲ့မေတ္တာကို
နော်လူရဲ့သူ့ကိုပြုဆိုင်ခြင်းတရားကိုပြောနေလူလေမချစ်ဘူးဟိုကွာတာတရားရလည်းမချစ်ဘူးဒါနဲ့ဒုတိယသားမွေးတော့ဘာနဲ့နဲ့လည်းရှိမောင်းနဲ့အထိတ်တွေကပါလေငါဒီအမောခံရအကြောင်းကိုထောက်ပြကြောင်းငါအမောခံရလေခြင်းလေအာရဲ့တတာပါယာကုပ်ရဲ့ချစ်ချင်းမောချင်းအပေါ်မှာလည်းသူဆောက်ယာကုပ်ချစ်လာမှမျောနေတယ်ချစ်တဲ့အခါကျတော့မောချင်းခါတော့အဲ့ဒီပေါ်မှာဝမ်းနေနေတယ်အဲ့ဒီပေါ်မှာခံစားနေတယ်အဲ့ဒီပေါ်မှာပြောမယ်ဘဟုပြုနေတယ်လေအာရဲ့အသက်ရှင်မှုကယာကုပ်အပေါ်မှာဘဟုပြုနေတယ်တနည်းအားဖြင့်မန်ဆန်တဲ့အသက်ရှင်လူဟောဘဟုပြုနေတဲ့ရှင်လူစီရဲ့ချစ်ချင်းမုန်းခြင်းလူစီရဲ့ဒီဆိုင်ခြင်းဒီဆိုင်ခြင်းလူစီရဲ့ဒီမှာမဆာခြင်းအခုညပေးခြင်းမပေးခြင်းမျက်နှာပါရခြင်းမရခြင်းဒီအပေါ်မှာသူကတိဆောက်တယ်ရက်တယ်သက်ရှင်တတိယပါဠိရတယ်ဘာလို့လဲလေဝိလုံနဲ့မဲ့အဓိပ္ပာယ်ကတပံပရိသေသောဖမ်းတော့နားနေပါတော့ဖမ်းတော့ဒီတခါသူဒီနာနဲ့ပေါင်းဖော်လိုက်ညီခုဆို၍ရှာတော့ဘူးနဲ့ညော်နေပါတော့နောက်ရတယ်စီဒါပေမဲ့ကျမ်းစာဖိတ်ကပြောတာဘာလဲလေထောင်တော့ပြောပြီးလေအားပါဖွာရတော့ဖွင့်ပေးတော့ပြီးမေ့ဒီသားသုံးယောက်ကိုရစီတာသူလဲဆိုတာမေ့နေတယ်သူထင်တာသူ့ယောက်ျားပဲထင်တယ်သူထင်တာယာကုပ်ပဲထင်တယ်သူထင်တာလူပဲထင်တယ်အဲ့တော့သူကလူစီကနေမျောနေတယ်လူကိုဘုံပြီးသက်ရှိတယ်ကျမ်းစာကပြောထောင်ရပြပြီးလေအောင်ပါဖွာရတော့ဘုရားကပေးသွားတော့မိအဲ့သားရဘုရားပဲဟာလေလုယာဘဝတတာမှာရရှိတဲ့အရာကြုံတွေ့တဲ့အရာကြော်ဖြတ်ရတဲ့အရာအားလုံးကဘုရားလက်တော်ဟာနေတာဖြစ်တယ်အာမင်မြင်ချင်းမြင်ဘုရားကိုမြင်အာမင်ဘုရားကိုမြင်ဘုရားရဲ့ဆရာမြတ်တော်မျှော်လင့်ရမှာဘုရားရဲ့ဆရာဂရုတော်မျှော်လင့်ရမှာဘုရားခင်ရဲ့နတ်မှာပေးခြင်းမျှော်လင့်ရမှာဖြစ်တယ်လူရဲ့ရှိတော်မှာဘုံတင်ရဖို့မဟုတ်ဘူးဘုရားခင်ရှိရောက်လာတဲ့အခါလူကမခံနိုင်တော့မနေနိုင်ဘူးကျွန်တော်ခုနေ့မှတ်မိတယ်ကြောက်ကြောင်းတဲ့ခါစားတယ်ဘုအလုံးလားဒီကုန်းလည်းမှနေတယ်အဲ့ချိန်မှာကျွန်တော်ဆရာကဒီအစတူရီယာအီမေဂျာချစ်တာတော့တဲ့ကိုကြောင်းဆရာနော်ချစ်တာပေါ့စားတော့ဆိုတော့သူ့လမ်းကိုလာနေတယ်နော်ကိုလာနေမတော်အစ်ဆရာဆက်ချက်နေမှာအဲ့အလုပ်ချစ်ထပ်ပြီးတော့အချိန်ပြည့်နဲ့စကားတော့ဒီမှာကျူရှင်လာပြီးတော့စမ်းရအောင်လည်းဖြစ်နေတယ်နော်အချိန်ပြည့်စကားကိုလာနေတယ်ဆိုတော့အဖြေနဲ့ဘုရားကိုချီးရအောင်ဘုရားခင်သုံးပြုလာတယ်ဘုရားခင်ဘိုးအတွက်ဖြစ်လာတဲ့အခါသူကြောင်းဆရာလို့သူလည်းဘာမှလုပ်ဆရာလို့တော့တန်းတော့ဆရာလာတယ်အခုတော့ဆရာကြီးတယ်ဆိုတော့လူရဲ့မျက်နှာသာပေးခြင်းတဲ့ဘုရားရဲ့မျက်နှာသာပေးခြင်းကိုပါရေးမျှော်လင့်ရလို့ဖြစ်တယ်ဆိုတော့ကျွန်တော်လူစီကနေလူကိုဟိုပြုတဲ့နေရာကနေဘုရားကိုဟိုပြုတဲ့အသက်သုံးယောက်ဖြစ်တဲ့အထိလေအာကလူအပေါ်မှာပဲခံစားနေတယ်ကဲဒါလေးယောက်တပံပရိသေကြီးပြန်၍ပါကိုခွာမြင်တော့ထာဝရဘုရားကိုယခုငါချီးမွမ်းမည်ဟုဆိုပြီးဖြစ်၍ထုံသားကိုရှုတာမြင်ခြင်းပဲ့၏ဟာလေလုယာအခုကျတော့သူပါလေ I will praise to God ထာဝရဘုရားကိုငါချီးမွမ်းမယ်လားယူဒာ။ဒါကြောင့်ယူဒာဆိုတဲ့နာမည်အဓိပ္ပာယ်ကဘုရားခင်ကိုချီးမွမ်းခြင်း။ဟာလေလုယာ။အာမင်။ဒီတေကလည်းဒီမှာဥကြုံ၃မျိုးရှိတယ်။နော်။ဥကြုံ၃မျိုးရှိတယ်။တဲတော်ထဲမှာတဲတော်ဝင်းထဲမှာရှိတဲ့ជីဝရုပ်ပြင်ကြီးမှာ dress ကိုနွားတော့စကိုဂျိုးကိုပူဇော်တဲ့ជីဝရုပ်မှာဥကြုံမျိုးရှိတယ်။တရှင်းအခါနာလေးကနတ်တော်ဝင်ပြီးရှိရရုပ်ပြင်မှာဥကြုံမျိုးရှိတယ်။ပြီးရင်သူတို့စစ်ချီစစ်တဲ့နော်နောက်ပြီးတော့ဘုရားခင်ရဲ့နာမကိုချီးမွမ်းတဲ့ဥကြုံမျိုးရှိတယ်နော်ကျင်းဝါရုပ်ပြင်ကြီးဥကြုံကတော့စင်ရင်ချင်းဥကြုံစင်ရင်ချင်းနဲ့တော့ဆိုတဲ့ဥကြုံနောက်မှာဘာလို့ရုပ်ပြင်မှာဥကြုံချီးမွမ်းတာဒါကတော့ဘုရားခင်စက္ကန့်ချင်းစက္ကန့်နဲ့ဥကြုံအဲ့ဒီဂျူဒာဟောင်းလို့ခေါ်တယ်သူတို့ရဲ့ပွဲလေးနော်ပွဲလေးပွဲလာ
就让我们来不久嘞，留言这我嘛，完了不上，完了不了，这个我不忙的嘛，对，这个没嘛对，喏，对不同的喏，这是我要来看的，都的喏。哦，这个有个最近吃手外包的那种的，他妈的那都弄的，那都是，他不就弄的，给来几年不就不对了，有几种不就去，哎啦，西蒙这吃啥了？啊，这叫么来？Afrika mah kapak na bolo kue on dah kue sunya apa sih lah? Biar kita dah balik semua, haleluya. Amin. Hello, li aga Ruben, Shimon, Levi, Jacob ye Chin, Moses, Yusuf Chin, Machak Chin, Elia Poma Kanzabi, Lugo Hokubi, attachment ni yang ada. Aku tak sedang nak tanya Yuda Lugo Hokubi ni yang ada. Piao Hokubi ni tak ada. Haleluya, haleluya. Cimon cim, piao cimon na, cimon ni apa? Yuda. Yakob dah tisung yang ni mah, tahu alam dan siapa. Piao sini alam ni. Ruben, saya nak baca, saya sahur, nak kuat sahur saja, nak tahu betul, tapi terus ini lah ni tahu sudah tahu ni lah. Jadi yang dia PM we, nak saya, no, tapi ya kau dah, nak tahu saja, tu tinggi, jika tu buat tak dah tu boleh jauh, jenis ni dia ya, Ruben, aku sewa, nak jadi apa? Shimon ni Lewi, Mino di kunyah, masih saya orang lewat tu jangan ada. Para ni ya kan dia mah, kalau dipilih ni, ni hari orang usul lagi jangan ada. Be isasio, kanan dia. Kalau nak syekhnyo macam mana ada? Nak turun ni mari, tidak syekhnyo nak hawa, syukur masuk, syekhnyo baru tak tahu lagi. Shimon ni Lewi ya, tanah sendiri jadi lo. Kalau yang kau dah, yang dia ini ni, tu ni ada lo. Kau minta tu biasa masuk. Mino manas teman sih, entar dia ko sibio, seneti tu biar kita dia, juta apa? Juta neha meni ko dia mah, kau sampai dia tu cuma sama. Benjamin Yuri. Lewi dia maya kisah, tetap ada. Piau kisah macam mana sebenarnya? Sebenarnya berdoa. Piau kita ni, kalau dia jangan orang betul usung ciwa le. Piau le, juga usung ciwa. Juga sebenarnya ni apa? Kau sama ciwa. Cina, kau sama ciwa. Yang tu macam mana? Juga ni mimpi gue mah. Usah gue tu kau sama ciwa le. Biar dia lagi. Lihat lagi juga. Lihat kinggo nak cimo di sus deh. Lihat lagi. Dan lihat payah ko boh beauty attention ada. Piau lewat lagi. Haleluya. Juga. Ya tu cinta kau song semua. Ya kau song lo ini aku biar dia semua lo pilih apa. Macam Yuri, ni semua Yuri asal tu. Ini lah yang mana ni saya usul ni. Tapi macam yang ni sih asal tu ha. Nanti kau yang berbeza. Nanti kau yang cabi asal tu apa kau berbeza ha. Nyuruh nak berbeza punya nama apa macam. Kamu mahu punya nama macam macam ni. Apa mahu ciri lah. Ciri nak punya nama apa macam. Kalau ya Yuri. Semua. Memang selalu. Showroom apa? Aku nak cakap tentang jual kain ni. Ini lah ni yang berbicara tentang apa ini tu apa ini tu. Jisha ini tu. Jisha tu ada. Jisha pada yang dia guna. Begini. Bro, showroom jangan tahu. Mau boleh makan dulu ni. Tuan ni, kau dengar bahan ni. Jisha ni mesti sudah tuan. Sudah tuan. Jisha ni orang apa ni? Nak cakap
피해가 소소하게 아무 말만 말하면 그럼 công chức của là 피하게 신진년 봐라 드리베스하는 거 아무고 아시 보여도 야 우리 세상아 계시 보여도 예셔이마 예셔 내 딸이 이것이마 샤카치장와 우소천아 이리와봐 통통통통 통통통非常sant是叫我们鲁班人传是为了找啊地路嘛你那是你们拼路票的我到看家的西湖的鱼肉非得背路两天的是为了看都蛮去背都一样嘛都一样有我们今年လူဒီစိတ်တံကိုကြည့်ရှုတတ်၏ထာဝရဘုရားမူကားစိတ်နှလုံးကိုကြည့်ရှုတတ်၏ရှင်မနာခါနောက်တစ်ယောက်အမိနတနောက်တစ်ယောက်ရှိပြီsorry ပါပါတော့ယောက်နာမည်သိတော့မပြောပါအဲတော့ယောက်နာမည်လည်းပါနော်ရေရှက်သားမှာလည်းအဲတော့ယောက်နာမည်9ယောက်တော့လည်းဆိုရင်9ယောက်ရှောက်တော့ယောက်နာမည်အဲတော့ယောက်ကလည်းရှောက်တယ်မှာစမှုပါထားတယ်တော့ယောက်ပဲคนนี้เอาดีฮะกูยี่เช่ชอบไม่ได้เลยกูรอกูมีกูรอโอ้โหล่ะพี่อ่านเยอะเลยนี่กูพี่อ่านตัวสายไม่ได้เลยพี่คนนี้โอ้โหล่ะกูรอพี่อ่านหัวชีเลยพี่อ่านไอ้ตัวชัดเลยกูรอกลิ้งนี่จะรอกูจะไปนะไม่ตามเราเลยจะรอตามไม่เอาไม่ดูเลยก้าวไม่ดูกูเลยกูรอตัวขอตูมันน่ามาเช่นจีจีกูเลยกูน่ารู้ไม่เอาလက်စပ်တော့ပြန်ပြဖို့မှရောက်တယ်။တော့မှရောက်တယ်။လူမီခေါ်တော့မပတ်တော့တေးမင်းမခေါ်တော့မှရွှေလိုက်တော့မလို့မင်းမှချွေးလို့နေတယ်။ဟုတ်ရဲ့ဟုတ်လား။ခါလေဗါလေတူတွေကိုတူထိုင်လိုက်ပါခွက်ခန့်တူရင်းစားလေးကိုလွယ်လောက်လွယ်လေးနဲ့လာခဲ့တော့လားဓမ္မရာဆိုရင်ပထမစာကျွန်တော်ဖတ်ပေးချင်နော်အခန်းကြီး16စေတွေ့အမြဲဆက်တယ်ဓမ္မရာဆိုဓမ္မစာအခန်းကြီး16အမြဲဆက်တယ်စေတွေ့၍သူ့ကိုခေါ်ခဲ့သူသည်နီတော်စပယ်ရှိဘယ်ဆိုင်တော့ဆိုတာလဲမသိဘူးနော်နီတော်စပယ်ရှိလာတော့စင်းနဲ့ချစ်ွယ်တော့မျက်နာလေးရှိဆိုတော့နည်းနည်းတွေးကြည့်ချမ်းသာပြောရတယ်ဟိုလေစပယ်နီလေးနဲ့မျက်နာလေးချစ်စွဲတနာမလေးနဲ့နော်မုံလေးပါလားကြည့်ရနော်ဆိုတော့ဒါပဲလာတယ်သူ့မှာဘာဆောင်ထားတာအပေါ်ရန်ကနေထပ်ထားတာဟိတ်ခံလောက်ထားတာဘာမှမရှိဘူးအဲ့ဒီပုံစံစပယ်နေနေတဲ့နောက်ကျော်ရရလာတဲ့ချစ်ပေါ်ကောင်းတဲ့နေနဲ့ဒီအမရရလာတဲ့လာတဲ့ဒါဝိကိုချီတော့ရှင်ဝိလာတဲ့စိတ်ကထင်ပါပဲတရားပြီးဖြစ်မှာလားရှမွေစေတွေ့ချစ်ဖွယ်တော်မျက်နှာလည်းရှိထာဝရဘုရားကဤသူပေကြီးထား၍ပိတ်ပေတော်မူမိတ်တော်မူ၏ဟာလေလုယာအာမင်အဲဒီလူအထင်ကြီးစရာရှိတဲ့မလောက်လေးမလောက်စာပုံစံလေးဖြစ်တဲ့သူကိုဘုရားကဤဒေနာပြည်ဖြစ်တဲ့ဒီခိုင်ရွေးချယ်လူတွေနဲ့အားလုံးလောက်စရာဘာမှမရှိဘူးလူတွေနဲ့ထင်ကြီးလောက်စရာဘာမှမရှိဘူးကိုလေးနဲ့ချမ်းလို့ဆိုတော့ရှောင်းလူကိုမှတ်တမ်းတဲ့အခါကျမ်းစာလေးဤပေလာလူတို့ကရှောင်းတော့အရင်အမြင့်ဆုံးနဲ့အများကြီးအထက်မှာခေါင်းကလုံးကိုမြင့်နေတယ်ပြဿနာကိုသူ့ထက်မဆတော့
吧？给我们啊，新媒体，我们哦，跟着路边要没的，哎，国家不当然要你把呀，那路边好啦，把这个唱的好不好？你考开上我，不让年轻人我晓得了，拍下来也是不的嘛，还会来了啊，谁知道去？那多安尼那多安尼面对的呢，我如果年老月呀，啥意思的？你啊对对面对完了呢。6.9，你看阿公老师啊，妈妈没辛苦，但是别个都别人自己了，把账来不要标的，那谁你对多少，那老你有多少，好了对呀？别个别个面拿来是大卫爷，那老面啊，大卫爷对谁为面面啊？阿妹，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 如果没有其他的事情。偏板然后记得起来，培养生呢，你要多读，培养的那老呢，给他才扎到，都我这有，单位哈都不忘得他的项目嘛，刚生着培养不必须的些，那他磨练。都讲快，都有多少把时间嘛？好，你那么时间要不说哎哪里有这里背个都有这啥子？看那些到呗，说一到就有多少多少头一个，哎，这三天都连哪位出来，哪位不上来，哪位是接下来，哪位是这样的？哦，地都呗哩，培养起来哪都好，地都呗说出来，他们家的哪里都来这种位，哈利路亚。你来嘛，你不是那哪里？以前的把我把我想过来，当然我想过来，那但是论理考的，就是现在呢，他男生们呢，春天在家里论理考，然后挨了一场，挨了就一嘛，可能没有人挨了一场，哎呀，你们没有给你呢，出来的3个4个都买了说，哈，稍微的落起来，大不了吧，喏，别让你们骂我，是吧？但是我想讲呢，都是家庭里面，本来你看我们呢，一开来带到家门口嘛，毛皮导游，到家门口嘛，这个给他包了导游去，你们得对导游过嘛，先讲了，对吧？呀，都是那个话，先讲，到家门口讲嘛，这个有这个去一样的讲，我们这个没不会的嘛，一样的讲，导游去哪个马上去哪？包出呀个导游个，那要去高年的年纪个看谁了，不要掏了别干嘛？那个马上去长的包出呀好了对呀，表妹，这回家里把你念了，把你教了，把你教片呀，把你个别都教，哎呀，阿拉嘛，不要念，好了对呀，不要念，好了对呀。呀，我好表现的是，哎，他会去干哎，现在来讲嘛，单位就是什么样了？偏来就进来多了，都感觉偏，那手偏了，就进来了。单位，那不那带的进来，每个老弟是什么事情？那个过来，你那个老师问啥嘞？对。一对那下山不能过那，第一牛没有没这样，所以这个来嘛，别人家都牛嘞，大卫牛嘞，别人家大卫牛嘞，那些上了牛，然后别人快上来的，有的牛哈一对那嘛，人牛是别他奇妙嘞，把来那个呀，有的那个把来，你像空气眼镜，掏了别个那。去不了，哈利路亚，男生这个女生这个亲暖。如果好表面的人，想的我来对我表，我呀老乡们记住嘞，记住呀我来的面目，我来对俺哈，给了我都记住来的，有些事你讲了面的大背景，我不要那个看，
လူရဲ့ချစ်ချင်းမုန်းချင်းပေါ်မှာကျွန်တော်တို့ခံစားနေတယ် feeling ဖြစ်နေတယ်အဲ့ဒါကလူကိုဖြစ်တယ်ဟုတ်ဘူးအရာအလုံးဟာဘုရားသခင်စီကြတယ်ဘုရားသခင်ထံတော်ကပဲဖြစ်တယ်အားလေးကိုပဲတွေ့တွေ့မြင်မြင်ဘုရားကိုပဲမြင်တတ်သွားတယ်ယူဒာနံပါတ်၄ရောက်ပါလို့အထိတ်ကယခုစိတ်ဝင်စေဘုရားသခင်ကိုငါချီးမွမ်းပြီးတဲ့ယူဒာယူဒာကပါဖြစ်လာတယ်ဣသရေလနိုင်ငံမှာဘုရင်မျိုးပြင်ဖြစ်သွားတယ်ဘုရင်မျိုးပြင်ဖြစ်သွားတယ်ချီးမွမ်းခြင်းတဆင်းဘယ်ရောက်လာလဲယေရှုခရစ်တော်ဖျားပြီးတယ်ယေရှုခရစ်တော်ဟာလောကမှာလူစားတိခံနေတဲ့အခါမှာလူအမြင်အားဖြင့်ယူဒာမျိုးကစဉ်းစားတာဖြစ်တယ်ယူဒာမျိုးကလူစားတိခံတာဖြစ်တယ်လူအမြင်အားဖြင့်ဆိုတော့ဘုရင်တို့ရဲ့ဘုရင်သခင်တို့ရဲ့သခင်ခရစ်တော်ဟာယေရှုဆိုတဲ့လူတွေကိုအဖြစ်ကနေကယ်ချတော်သူယေရှုဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကလောကီလူသားပုထုဇဉ်အယုံနဲ့အမြတ်မရွေးယောက်ျားမိန်းမမရွေးဘာသာမရွေးလူမျိုးမရွေးလူမှန်များလူသားတိုင်းကိုကံကြွေးဝိကြွေးအဖြစ်ကြွေးအကုသိုလ်ကြွေးကနေကယ်ချတော်ယေရှုဆိုတဲ့နာမည်နဲ့ဟာလေလုယာဟာလေလုယာအာမင်ဟိုဘုရားကိုရောက်တော့လေဘုရားဆိုတော့ဘုရားကိုပြန်တာသူကတော့သိရောသူကဟိုဘိတ်ကိုကောက်အောင်သွားတယ်ဘိတ်နဲ့ကောက်အောင်ကြားလိုက်ရပင်လေခွေလေးပင်လေကြားလေးရောအဲ့ကြားလေးမြို့သေးသေးလေးနော်အင်ဂျင်ကကျွန်တော်ကောင်းတော့တရားတော်ပြည့်လောက်ပြီးပါမြို့တော့မြို့ပဲနော်အဲ့မြို့ပြရဆိုတော့အဲ့မှာပရှုဒန်းရှိတယ်တကယ်တော့မလေးတနာကြီးကတဏှာတော်ရင်းလို့နေနေအဲ့မှာနေပြီးတော့အစင်ဆက်မလေးကိုပြန်တော့ဘယ်မှာနေတာနော်အဲ့တော့ပရှုလို့ခေါ်တယ်သူတို့ကပတ်သက်နေတယ်နော်ဟိုရက်ွက်ပုံစံလေးခုပေါ့ရက်ွက်တော့ဟိုအိမ်လေး15လုံးတော့ပါတန်းလို့နော်အိမ်လေးတစ်လုံးလုံးစအထားလိုက်တာပရှုခေါ်တယ်ကျွန်တော်အားစိတ်ထားကျွန်တော်ငငယ်လေးကပေါ့တယ်ပရှုကောင်းတယ်ပါပေါ့တယ်နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တော်တယ်ဒီလိုမျိုးဒီမြို့ရဲ့ဈေးဆိုင်တွေလည်းတိတ်လာတယ်ကွာလာရပြောက်တဲ့ကိုယ်စတဲ့အိမ်လာတယ်ဆရာမရှိတော့မှတော့အယူရှိတယ်အဲ့ဘက်ကမရှိရဟောလို့တဲ့ဒါလို့ကျွန်တော်များလာနေပေါ့အခုကျွန်တော်သားဆုံးတော့သွားကျွန်တော်မိုးလေးဝယ်သွားတယ်အချိုးလေးဝယ်သွားတယ်တော့သူတို့နဲ့သွားစကားပြောဆိုတော့တရက်ပြည့်3နေ့9ရက်တပတ်တော့ဆိုတော့ခင်လာနေလိုက်သွားတယ်ဒါနဲ့ခင်လာပြီဆိုတော့သွားလာလေးရှိတဲ့ချက်နဲ့ထားတာပြောပြီးဟောဆက်တော့ကဲနေကြအောင်ကျွန်တော်ပြောယေရှုသိတာသိတာပေါ့โอเคစင်ပြေကွာယေရှုဘယ်လိုသိတာလဲငါတို့ဟိုမှာတရားအိပ်ပဲ့နေတာယေရှုပဲဟာပဲ့နေရအိပ်ပဲ့နေတာကဘာလို့ယေရှုသိတာလဲဆိုလေထွက်ရေသူကပဲ့နေတာရေပဲနာတိတ်နေရေပဲနာနဲ့လေငါပဲနာရှိရဲ့ဒီလာမလာယေရှုလားယေရှုလေရတယ်ကွာတတ်တယ်တို့ယေရှုကတမျိုးပါအဲ့တော့ဒါဆိုရင်ဒီစင်းမှာပဲ့နေအောင်လို့ယေရှုရဲ့ညာလေးပေါ့တဲ့ဒီစင်းမှာယေရှုပြောင်းတယ်ဟာတို့ယေရှုကညာလေးအဲ့ဒီယေရှုမဟုတ်တော့ဒီယေရှုကလူတို့ကိုအပြစ်မှာကယ်ချတော့ယေရှုဆိုတဲ့နာမည်ကိုယူလာပြီးတော့ယေရှုဖခင်ကကျွန်တော်အားလုံးတွေအသေးခံပါလေညနေချင်းခံလေ၃ရက်နောက်ပိုင်းမှာတည်ခြင်းဆိုတဲ့မြစ်ဆုံမှာအောင်မြင်ပြီးတော့ရှင်တန်ထားထို့သောအားဖြင့်ဘောကီကအားဖြင့်ကံကျွေးဝိကျွေးတစ်ကျွေးနဲ့တန်ရာဝစီရဲ့နောက်ဆုံးအပေပေါ်နဲ့ဆင်ခြင်းကကျွန်တော်တို့ရွေးလို့ကဲ့တယ်အဲ့ဒီယေရှုခရစ်တော်ကလူစားတိခံတဲ့အခါယူဒာမျိုးဖြစ်လာလောင်းဉာဏ်စတဲ့ကျွန်တော်မျိုးနွယ်တွေကိုရှင်းရင်ကျွန်တော်တို့ကဘာဖြစ်တယ်ပြောလို့လားနည်းနည်းပါလေဂုံတက်တယ်လေနော်ဂုံတက်တယ်ညီးတွေမဲ့နေတယ်အဖိုးကလုပ်ခဲ့တယ်အဖိုးထင်ရှားခဲ့တယ်နော်အဖိုးကအခုချွတ်ချွတ်နော်ဆော့ဆော့တမလုပ်ခဲ့တယ်အတိတ်တွေပါတယ်ညီးတွေမမဲ့တော့လားဟိုကလည်းမှနာမည်ထဲမှာထည့်တယ်မှာအမျိုးကိုကုန်ယူတာအဲ့တော့ယေရှုခရစ်တော်ရဲ့ဘုရင်တို့ရဲ့ဘုရင်ရှင်တို့ရဲ့အရှင်လူစားပြီးခံရတဲ့မျိုးကယူတာမျိုးဘာကြောင့်ချင်းရောက်ချင်းနဲ့ကောင်းကြီးနဲ့ဖြစ်တာလဲအတိတ်ကယ
ခုဖြစ်ရင်ဖြင့်ထာဝရဘုရားကိုငါချီးမွမ်းလူကိုဘဟုပြုတဲ့အတ္တကနေဘုရားကိုဘဟုပြုတဲ့အတ္တပြောင်းသွားတယ်။တဏှိကဘုရားဖြစ်တဲ့ပေးထားတဲ့ channel ပဲဖြစ်တယ်။တဲ့ဇနီးတဲ့ခင်မတဲ့တာမတိတဲ့ဦးလေးတော့တဲ့ရတော့ background အသားရတဲ့အတင်းတော့တဲ့ဆရာအဲ့ဒါသူ့ကိုဘုရားပေးထားတဲ့ဗာလေအကိုင်းခက်ဖြစ်တယ်တော့အမြင်မဟုတ်ဘူးနော်အဲ့ဒါ channel ပဲဖြစ်တယ် resort မဟုတ်ဘူး TV မှာ channel ကဘာလို့လို့ရလဲတဲ့တဲ့မှာပြောင်းလို့ရတယ်အခုဆိုစလောင်းတွေပေါ်တော့နိုင်300 400တော့အများကြီးပဲနော်ကြည့်လို့တော့မကုန်တော့ဘူးလားတဲ့တဲ့ပြောင်းလို့အားဆိုတော့အားစားတယ်ဘောလုံးကဘောလီဘောလာရေးဘူးလားကချစ်ဆိုလည်းပါတယ်ဟာ rock လား pop လားအများကြီးပဲနော်ဗာလေရုပ်ရှင်ဆိုရင်လည်းဟာ pop ပါကြလားနားမဝင် adventure လားနားမဝင်dialogue လား drama လားတော်အများကြီးပဲနော် channel တွေအများကြီးပဲဒါပေမဲ့ဒီရုပ်ရဲ့အတန် channel တွေဘယ်ကပေါ်လာလဲအဓိကအဲ့ဒီပြပေါ်လာတော့ဒီပြအဓိကပေါ့နော်ကျွန်တော်မေးတယ်အဲ့ဒီရုပ်ကြီးအတန်လေးဘာလို့ပေါ်လဲလို့မေးတော့ဗမာပြည်သားအုံနောက်လည်းပဲဖြစ်တာမိလာလို့ပေါ်လာတယ်ဟုတ်တယ်ကိုယ်စီမပြက်ခါလာတယ်ဒီနေ့စီတော့နားလာဘာလို့ပြောလဲလို့ထင်တာဆိုမိလာလို့ပေါ်လာတယ်ဟုတ်လားရုပ်တန်တကယ်အဓိကပေါ်စီတဲ့ IT လို့ရုပ်တံတကယ်အဓိကပေါ်စရာအဲ့ receiver မဟုတ်ဘူးရုပ်တံတကယ်အဓိကပေါ်စရာ listening လည်းမဟုတ်ဘူးအဲ့ဒီရုပ်တံလေးပေါ်အောင်တွေ့ပေးတဲ့ result အရေးကြီးကမမြင်ရတဲ့နေရာမှာရှိတယ်။ဘာလို့ဆိုရင်ကျူးဖြစ်တယ်။စသလား TV ပြရင်လဲလို့ရတယ် receiver တက်တန်းပေါ်ရင်တက်တန်းလို့ရတယ်။နောက်မီးမလာရင်မီးစက်လုံးပြီးတော့ကြည့်လို့ရတယ်။ဒါပေမဲ့အဲ့ဒီတွေ့တဲ့ဂျိုဝီပြုတ်ကျသွားရင်တော့ကြိုက်တဲ့ TV လာလဲတာမီးတစ်စက်လေးအပြစ်ပေါ်အပြစ်လာကျူးပြုတ်ကြပါဘာလို့လဲဒီရုပ်တံကိုပေါ်စီတဲ့ result ရှိတဲ့ကကောင်းကင်မှာကျူးဖြစ်တယ်ကျွန်တော်တို့20မှာအရာအားလုံးကိုပေါ်စီတဲ့ရှင်တွေကမမြင်ရတဲ့ကောင်းကင်မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာတဲ့ချမ်းသာရေးဟာတဲ့ချမ်းသာရေးရဲ့အရှင်တွေကကောင်းကင်မှာဖြစ်တယ်ဟာလေလုယာတဲ့ချမ်းသာခြင်းအရှင်တွေကကောင်းကင်မှာဖြစ်တယ်တဲ့ရဲ့အတ္တရဲ့အရာခက်တဲ့အရှင်တွေကကောင်းကင်မှာဖြစ်တယ်အဲ့လိုမြင်ရတဲ့နေရာနဲ့နားပြတာဖြစ်တယ်ဒီမှာချမ်းသာပေါ်လာတချို့မလို့မိဘဟာယူတရားပါမယ်မိဘကနားထောင်ပါမယ်ညီကောင်မဆွေမျိုးတိုင်းတိုင်းဟာအားလုံးမျိုးသားရဲ့အမြင်နဲ့ဒီမျိုးရေးတော့မဟုတ်တော့မျိုးသားရဲ့ဒီမျိုးမတူဘူးနော်ဆိုတော့အတင်းတော်ကိုယ့်ရဲ့အတင်းတော်မိခါရနေတဲ့ကျွန်တော်အားလုံးဟာမိခါပြီးတော့သို့တော်လည်းအဲ့ဒီအရာအားလုံးရဲ့အရှင်းမြတ်ဖျားဖြစ်တယ်လူကိုဘုံပြုပြီးသက်ရှင်မှုကိုလူစီကနေချီအောင်ချင်းနဲ့ချစ်ချင်းမြတ်တာဘုံချင်းဒါကိုကျွန်တော်တို့ feeling ဖြစ်နေဖို့ခံစားနေတယ်။ရာအားလုံးဘုရားကိုပဲဘုံပြုဖို့ဖြစ်တယ်။အာမင်။လူတွေငါမုန်းခံရတယ်ငါလည်းနေတော့မယ်။ဘာလဲရှိမှာငါလည်းငါ့ကိုချစ်ဖို့မုန်းတယ်။လေဝီငါလည်းငါနဲ့ပဲတက်လုံးနေတော့မနေပါဘူး။မနေဘူး။ပေါင်းအောင်လို့ရတယ်ဒီမနေဘူး။သူလည်းလွဲနဲ့နာမည်ပေးတာ။တရားကလေးအောင်တော့ပါတော်ပြီ။ရာတော့ချစ်မချစ်မဟုတ်ငါနဲ့နေဒီသားရဲ့နာမည်အဓိပ္ပာယ်ကတော့ဘုရားခင်ကိုသားလေးငါချီးမွမ်းတော်မူဟာလေလုယာအာမင်ဘုရားပေးတဲ့ကောင်းချီးမင်္ဂလာဝမ်းမြောက်တာကောင်းပါလေဒါထက်သာပြီးကောင်းတာကကောင်းချီးပေးတဲ့ဘုရားပေါ်မှာဝမ်းမြောက်တာကောင်းပါစေဘုရားပေးတဲ့အောင်မြင်ခြင်းပေါ်မှာပီတိဖြစ်တာကောင်းပါလေဒါထက်သာပြီးကောင်းတာကအောင်မြင်ခြင်းပေးတဲ့ဘုရားအပေါ်မှာပီတိဖြစ်တာကောင်းပါစေဘုရားပေးတဲ့ရုပ်ဝတ္ထုနဲ့အစွမ်းစားတွေပေါ်မှာရက်တည်တာနောက်ရက်တည်တာကောင်းပါလေဒါကပါလေကောင်းတာကအဲ့ဒီအစွမ်းစားတွေပေးတဲ့ဘုရားပေါ်မှာရက်တည်တာကောင်းပါဖြစ်တယ်ဟာလေလုယာအာမင်လူကိုဘုံပြုတဲ့အတ္တကနေဘုရားကိုပါရင်ဘုံပြုတဲ့အတ္တဖြစ်အသက်ရှိတယ်အတ္တထဲမှာလေယူတာပြီးများစွာဘုရားနဲ့ပါစေအာမင်ဘုရားတော်ကိုလည်းကောင်းချီးပါစေအာမင်